စီကန်လိုက်နာရမယ်ဆိုပြီးတော့မှလူတွေပြောကြတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီစကလုံးကိုကြားလိုက်တာနဲ့နေလို့မကောင်းတာမျိုးထိန်းချုပ်ခံရတာမျိုးကျဉ်းကျပ်တာမျိုးတွေကိုခံစားရတတ်တယ်ပေါ့နော်အခုဗီဒီယိုကြည့်နေတဲ့သူတွေလည်းမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်ကလည်းအရင်တုန်းကဒီလိုမျိုးခံစားခဲ့ရတာပါဒါပေမဲ့ discipline စီကန်းဆိုတဲ့အရာကဒီလိုမျိုးမဟုတ်ပါဘူးကျွန်တော်တောက်လျှောက်ကြုံလာတဲ့အချိန်မှာကျွန်တော်ဘယ်လိုမျိုးနားလည်ရခဲ့လဲဆိုရင်တော့စီကန်းဆိုတဲ့အရာဟာကျွန်တော်တို့မှာလိုချင်တဲ့ပန်းတိုင်အရာတစ်ခုရှိပါတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီကိုတွားဖို့ရန်အတွက်လမ်းတစ်ခုရှိရတယ်ပေါ့နော်ဆိုတော့စီကန်းဆိုတဲ့အရာကကျွန်တော်တို့တွားနေတဲ့လမ်းမှာချော်ထွက်မသွားအောင်ကျွန်တော်တို့လမ်းပေါ်မှာပဲရှိနေအောင်ထိန်းထားပေးတဲ့အရာတစ်ခုပဲဖြစ်ပါတယ်ဆိုတော့ပြောချင်တာကကျွန်တော်တို့အဲ့ဒီပန်းတိုင်ကိုရောက်ဖို့အတွက်ဘေးဟာကို yes ပြောရမယ်ဘေးဟာကို no လို့ပြောရမယ်ဆိုတဲ့ဥစ္စာကိုထိန်းထားပေးတဲ့အရာဖြစ်တယ်ပေါ့နော်ကျွန်တော်ဥပမာအနေနဲ့ပြောပြရမယ်ဆိုရင်ကျွန်တော်တို့အလုပ်လုပ်တဲ့ချိန်မှာလည်းဘေးဟာကို yes ဘေးဟာကို no လို့ပြောရမယ်ဆိုတဲ့ဥစ္စာကိုတိတိကျကျသိထားသင့်တယ်ပေါ့နော်ကျွန်တော်တို့ဒီကျမ်းမာရေးပိုင်းမှာဆိုလဲတူပဲကျမ်းမာရေးကောင်းချင်တယ်ဆိုရင်ဘယ်လိုမျိုးအစားတွေကို yes လို့ပြောပြီးတော့မှဘယ်လိုမျိုးအစားတွေကို no လို့ပြောရမယ့်ဥစ္စာတွေကိုလည်းကျွန်တော်တို့ကသိထားဖို့လိုအပ်ပါတယ်ဒါမှသာလျှင်လဲကျွန်တော်တို့သွားခြင်းတဲ့ပန်းတိုင်ကိုကျွန်တော်တို့သွားတဲ့လမ်းကြောင်းပေါ်အတိုင်းဆက်သွားနိုင်မှာပဲဖြစ်ပါတယ်မဟုတ်ခဲ့ဘူးဆိုရင်ကျွန်တော်တို့စထွက်တဲ့ချိန်မှာတည်းကကိုဘေးနားတွေနောက်ဆက်သေးလေးတွေဝင်လာတာနဲ့ကျွန်တော်တို့ကစတင်ချော်ထွက်သွားမှာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီဗီဒီယိုကနေအဓိကပေးစင်တဲ့ message ကတော့ discipline စီကန်းဆိုတဲ့အရာကကျွန်တော်တို့ကိုကန့်သက်ထိန်းချုပ်ထားဖို့မဟုတ်ပါဘူးအဓိကတော့ကိုသွားခြင်းတဲ့ပန်းတိုင်တွေရလက်တွေရဖို့အတွက်သွားတဲ့လမ်းကြောင်းအတိုင်းသွားနိုင်အောင်ထိန်းထားပေးခြင်းပဲဖြစ်ပါတယ်လို့ကျွန်တော်ကတော့ပြောပြပေးခြင်းပါတယ်โอเคပါကျွန်တော်နာမည်ကတော့ 100 ပါတခုခုစဉ်းစားမိတယ်ဆိုရင် comment မှာတစ်ချက်လောက်မျှဝေပေးခဲ့ပါဦး